စုဖလားလားကျိန်စာလား community ရှိဆိုတာဘယ်လိုမျိုးလဲမင်္ဂလာပါရှင်ဘိုးစာက MM တူတူပါတယ် Premier League ရာသီသစ်မစတင်မီမှာတင်ဘောလုံးပရိသတ်တွေအတွက်ရင်ခုန်စိတ်လှုပ်ရှားရမယ့်ပထမဆုံးပွဲကြီးပွဲကောင်းတစ်ပွဲဒါပါပြီအာဆင်နယ်နဲ့ Manchester City တို့ရဲ့ FA Community ရှိပွဲစဉ်ကိုကာဒစ်မြို့မှာဒီညကျင်းပတော့မှာပါဒီ community ရှိကိုရယူနိုင်တာဟာတကယ်ပဲရာသီသစ်အတွက်အခွင့်အလသွားစေမလားဒါမှမဟုတ်ကျိန်းစာတစ်ခုများဖြစ်နေမလားဒီ community ရှိရဲ့အဆင့်အလာရိုးရာတွေအကြောင်းဒီဗီဒီယိုမှာအတူတူကြည့်လိုက်ကြရအောင်community ရှိဘောလုံးပြိုင်ပွဲဟာ1908ခုနှစ်ကတည်းကစတင်ခဲ့တာဖြစ်ပြီး Premier League Champion နဲ့ FA Cup Champion တို့ထိပ်တိုက်တွေ့ဆုံရှင်ပြိုင်ရတဲ့ရာသီအခွင့်ရှိပြီးပွဲစဉ်ဖြစ်ပါတယ်။အခုလာမယ့်ပွဲစဉ်မှာတော့လက်ရှိ Premier League Champion Arsenal နဲ့မေလတုန်းက Chelsea ကိုအနိုင်ရပြီး FA Cup ကိုစံချိန်တင်သိမ်းပိုက်နိုင်ခဲ့တဲ့ Man City တို့ထိပ်တိုက်တွေ့ဆုံကြမှာပါ။ဒါဟာပြီးခဲ့တဲ့ရာသီကအမှတ်ပေးစရာမှာထိပ်ဆုံးကနေရေကုန်ရေကန်ပြိုင်ဆိုင်ခဲ့ကြတဲ့အဆင့်1အဆင့်2နှစ်သင်းပြန်လည်ဆုံတွေ့မှုလေးဖြစ်ပါတယ်။ဒါနဲ့ဒီနှစ်ပွဲကိုပုံမှန်ကျင်းပနေကြ Wembley ကွင်းမှာမဟုတ်ပဲကာဒစ်မှာဘာလို့ကျင်းပရတာလဲဆိုတော့ Wembley ကွင်းမှာအဆိုတော် The Weeknd ရဲ့ဂီတဖျော်ဖြေပွဲရက်နဲ့တိုက်နေလို့ပါ။ Community ရှိမှာအောင်မြင်မှုအများဆုံးအသင်းတွေကိုကြည့်ရင် Manchester United က21ကြိမ်အများဆုံးရထားပြီး Arsenal က18ကြိမ် Man City ကတော့9ကြိမ်ရရှိထားတာကိုတွေ့ရပါတယ်။အရေးကြီးဆုံးနဲ့စိတ်ဝင်စားစရာအချက်ကိုရောက်ပါပြီ။ Community ရှိကိုရလိုက်တာဟာရာသီသစ်အတွက်အောင်ပွဲနဲ့စကြိုလိုက်တာမို့ကံကောင်းတယ်လို့ထင်စရာရှိပေမဲ့တပိုင်းကြောင်းအရာတော့လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ပြီးခဲ့တဲ့16နှစ်အတွင်းမှာ Community ရှိရော Premier League ဖလားမှာနှစ်ခုလုံးတစ်နှစ်တည်းသိမ်းပိုက်နိုင်ခဲ့တာဆိုလို့ Man City တသင်းနဲ့ပဲရှိခဲ့ပူပါတယ်။ပိုပြီးထူးဆန်းတာကတော့1992နောက်ပိုင်းဒီအပွင့်ဘဲမှာရှုံးနိမ့်ခဲ့တဲ့အသင်းတွေကအနိုင်ရတဲ့အသင်းတွေထက် Premier League Champion ဆုကိုပုံမစုခုနိုင်ခဲ့တာဖြစ်ပါတယ်။ဒါဆိုရင်မကြခင်ရှင်ပြိုင်ကြမယ် Arsenal နဲ့ Man City တို့ရဲ့ပွဲမှာဘယ်အသင်းကရာသီအသစ်ရဲ့ပထမဆုံးဒိုင်းစုကြီးကိုရရှိသွားမလဲ။ဒါမှမဟုတ်ဒီပွဲမှာရှုံးနေတဲ့အသင်းကရောလာမယ့် Premier League Champion ဆုကိုစုခုသွားနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။မိတ်ဆွေတို့ရောဒီအပွဲမှာဘယ်အသင်းနိုင်မဲလို့ထင်လဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး